မိုင်းခတ်စာအုပ်တွေထဲမှာမပါတဲ့တီပေါမင်းရဲ့ယတနာဂီရီကနေထိုင်မှုမြမနောက်ဆုံးဘုရင်တီပေါမင်းပါတော်မူပြီးနောက်ပိုင်းအိန္ဒိယနိုင်ငံယတနာဂီရီမှာဘလို့နေထိုင်ခဲ့လဲဆိုတာကိုဒီရှားပါတပ်ပုံလေးကသက်သေပြနေပါတယ်ဒီပုံလေးဟာခရစ်နှစ်1914ဝန်းကျင်လောက်ကရိုက်ကူးခဲ့တာပါတီပေါမင်းရဲ့သမီးတော်တွေနားထွင်းမင်္ဂလာပြုလုပ်တဲ့အချိန်မှာမြန်မာမှုမှတ်ဝင်ကြီးတွေကဘုရင်ကြီးရှိမောက်မှာအားစားဝင်နေတဲ့မြင်ကွင်းပဲဖြစ်ပါတယ်ဒီပုံရဲ့အထူးခြားဆုံးအချက်ကတော့ကျွန်တော်တို့အရင်ကမြင်ဘူးနေကြတီပေါမင်းဓာတ်ကင်ထားတဲ့နာမည်ကြီးတပ်ပုံရဲ့အပြည့်စုံ bigger picture ဖြစ်နေတာပါပဲပါတော်မူပြီးနိုင်ငံရဲ့ခြားကိုရောက်နေရပေမဲ့လည်းမြမနန်းတွင်အငွေသက်တွေနဲ့ဒလိထုံးနှန်းတွေကိုအတက်နိုင်ဆုံးဆက်လက်ထိန်းသိမ်းခဲ့တာကိုဒီပုံကတစ်ဆင့်ခန်းစားသိရှိနိုင်ပါတယ်။သမိုင်းဆိုတာလေးလာလေးအတစ်တွေ့လေးပါပဲဒီရှားပါတပ်ပုံလေးကိုကြည့်ပြီးပရိသတ်တို့ဘာများခံစားရလဲဆိုတာခမက်မှာဆွေးနွေးသွားကြပါဦး။နောက်ထပ်သမိုင်းရာဇဝင်တွေအတွက် follow လုပ်ထားဖို့မမေ့နဲ့နော်။